live slot ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီပတ်မှာဒီနေ့မှာပေါ့လေအကယ်၍ကိုကအိမ်မှာပဲနေမယ်၄နှစ်လောက်စလုပ်မယ်ကျောင်းလေးတော့တက်ဆရာမလို့ဖွဲ့လဲရမယ်ပတ်စံလေးကမှပေးကြမလို့အဲ့လိုမျိုးစိတ်ဝင်စားလားဆိုတော့အဲ့ဒါကလုံးဝမဖြစ်နိုင်တော့မဟုတ်ပြီမဲ့တကယ်တမ်းမှာဆိုတော့ဖြစ်နိုင်ရှိရအထူးသဖြင့်ဒီဘက်ခင်မှာဆိုတော့ဒီအတွက်ပေးဆက်ရမှာလည်းရှိရဆိုတော့အကယ်၍ကိုကဘွဲကိုရှာနေတဲ့လူငယ်တယောက်ကိုကအချိန်လေးပြီးနိုင်တယ်ကျူးလဲကျူးစားနိုင်တယ်ဒါပေမဲ့ဘတ်ဂျက်မတက်နိုင်ဘူးဒီနိုင်ငံရက်ချာမဟုတ်ရင်လည်းကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့အလုပ်တွေကိုပြစ်မသွားနိုင်ဘူးဆိုရင်ဒီ view ကတင်အတွက်ဖြစ်ပါလိမ့်မယ်ဆိုတော့စဉ်းစားကြည့်အောင်ပေါ့လေဆိုတော့ကိုကနေတိုင်းကြောင်းမဲသွားတဲ့နေရာမှာဆိုကိုယ့်ရဲ့အလုပ်တွေအတွက်ပြီးတော့ကိုယ့်ရဲ့မိသားစုအတွက်ပြီးတော့ကိုတချို့တော့စီစဉ်ထားတာတွေကကိုယ့်ရဲ့လူငယ်ဘဝမှာအချိန်အဲ့လိုနေရာမပေးအခွင့်အရေးမပေးတာမျိုးဖြစ်နိုင်တယ်ဆိုတော့ကို့မှာအချိန်အားလက်ချိန်တစ်ပတ်ကို9 10 15နိုင်ရှိရဆိုရင်ပဲဒါအချိန်တစ်ခုကြာလာတဲ့အခါမှာဘွဲရနိုင်တယ်ဆိုတော့ဒါကဒီမြန်မာနိုင်ငံလူငယ်တော်တော်များလည်းအခုရပ်ပိုင်းဒီနှစ်နေမှာတက်ဖြစ်နေကြတယ်တော့ University of the People ပဲဖြစ်တယ်ဆိုတော့အဲ့လိုမျိုးပြောလိုက်ရင်လူတွေတော်တော်များမေးကြတာ online university ဟုတ်လားပေါ့ဆိုတော့ online university ဟုတ်တယ်ဆိုရင်နေ့ဟာတည်ရောတည်ကြရဲ့လားအစင်ရောပြည့်ရဲ့လားဒီ credibility ဘယ်လောက်ရှိလဲဆိုပြီးမေးကြတယ်ဆိုတော့ဒီအတွက်ဆိုရင်ကျွန်တော်တို့ကဒါကျွန်တော်လည်းဒီကျောင်းသားဟောင်းတယောက်ဖြစ်ခဲ့ဘူးရဲ့ပေါ့လေဆိုတော့အဲ့မှာတော်တော်တေချာရှာဖက်ကြည့်လိုက်တော့သူကဟုတ်တယ် online university တခုပြီးတော့သူ့ကိုအဓိကကျွန်တော်တက်ဖြစ်သွားတဲ့အကြောင်းရင်းကကျတော့သူ American based university ဖြစ်တယ်ပြီးရင်ပထမဆုံးတစ်ချက်ပါနော်ဆိုတော့ American မှာခြေစိုက်တယ်2009ခုနှစ်တည်းကနေစပြီးတော့ဒါတည်ထောင်လာခဲ့တာဖြစ်တယ်ဆိုတော့ဒုတိယတစ်ချက်ကတော့ flexibility ပေါ့ဆိုတော့ကျွန်တော်ခုနကပြောတယ်ကျွန်တော်အရင်တော့ဆိုရင်full time လုပ်တယ်စာလေးလာတယ်ပြီးတော့ကျတော့တခြားသော additional studies တွေလုပ်တယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ဖြတ်တန်းလာတဲ့အခါမှာကျွန်တော်ကအဲ့လိုကျောင်းကို24နာရီ24နာရီတော့မဟုတ်ဘူးလေဆိုတော့ကျောင်းကိုမနက်10နာရီညနေ3-4နာရီညနေ9နာရီလောက်ရှိသွားနိုင်ဆိုတော့အဲ့ဒါနဲ့ပဲကျွန်တော်ရဲ့ရွေးချယ်စရာဖြစ်လာခဲ့တယ်ဆိုတော့ဒါပထမတစ်ချက်ဆိုတော့ဒုတိယချက် cost ကရောဘယ်လောက်ကုန်ကြမလဲပေါ့ဆိုတော့ဒါကျွန်တော်စတဲ့တုန်းကဆိုရင်သူကတဘာသာကိုဒေါ်လာ120တောင်းနဲ့ဘာသာစုစုပေါင်း40တက်ရတယ်ဆိုတော့ကျွန်တော်တစ်နှစ်ကိုကျွန်တော်တို့10ဘာသာယူရတယ်ပဲထားဆိုတော့၄နှစ်နဲ့ပြီးရယ်ဆိုတော့တစ်နှစ်ဆိုရင်ဒေါ်လာ1200လောက်ရှိရယ်ဆိုတော့ဒါမဲ့လည်းကောင်းတာတစ်ခုကကျတော့ဒီ program ကမြန်မာနိုင်ငံသားအများကြီးကိုscholarship တွေပေးပြီးတော့ခေါ်နေရမလို့ကိုက bachelor degree ဘွဲ့ကျူလျှောက်ချင်တာပဲပြီး master လျှောက်ချင်တာပဲပြီးဆိုတော့ဒါတော့ထူးဆင်ပြီးရယ်financial aid လျှောက်မယ်ရှင်းပြတော့ scholarship ပါပဲ scholarship လျှောက်မယ်တော့သူရဲ့ scholarship ကလည်းဒါကိုရေးကောင်းလောက် SCE ကောင်းလောက်ဒီ 100% ပေးရမျိုးရှိရယ်တစ်ခါလေးမှလည်းအဲ့လို 80% လောက်ထိပေးရမျိုးရှိရယ်ဆိုတော့နောက်တစ်ချက်online ကလည်းဟုတ်ပြီကျွန်တော်တို့ course ကလည်းတက်တာတယ်ကိုscholarship မရရင်တော့ကိုတက်မယ်ဆိုရင်ပဲထားအောင်ဆိုတော့ဘယ်လိုမျိုး program တွေတက်လို့ရမလဲဆိုတာအရေးကြီးတယ်ဆိုတော့အကယ်၍ကိုစိတ်ဝင်စားတဲ့ဘာသာကဒီ program တွေထဲမှာမပါဘူးဆိုရင်တေချာလေးပြန်စဉ်းစားကြည့်ဖို့လိုတယ်ကိုကဒီဘာလာဝယ်ခဲ့ပဲရွေးမှာပါမဟုတ်ရင်ကိုရဲ့ရွေးချယ်ထားတဲ့ဘာသာရဲ့နဲ့ဒီမှာပေးထားတဲ့ program တွေ offer လုပ်ထားတဲ့ program တွေကကန့်ညီမှုရှိရလားဆိုပြီးတော့ share လုပ်ပြန်စဉ်းစားဖို့လိုတယ်ဆိုတော့သူကတော့ဒီမှာဆိုရင်ကျွန်တော် associate level ကနေစပြီးတော့ master level တွေတက်လို့ရတယ်ဆိုတော့များသောအားဖြင့်တော့ bachelor master တက်ကြတာများတယ်ခွဲရတဲ့ပုံစံ associate ဆိုရင်ဘာသာ20ဆိုရင် associate degree ပေးရဒီဘာသာ40 full time မယ်ဆိုရင်ကျွန်တော်တို့ bachelor degree ပေးရပြီးတော့နောက်ထပ် master ရှိအောင်မယ်ပေါ့လေဆိုတော့အမှမှာ bachelor နဲ့ master မှာဆိုရင်ကျွန်တော်တို့ဒီ computer science master မှာဆိုတော့ IT ပေါ့လေ computer science business ပြီးတော့ကျတော့ဒီ how နဲ့ပတ်သက်တဲ့ဟာတခုပေါ့လေဆိုတော့အဲ့လိုမျိုးဟာတွေကို bachelor ယူလို့ရတယ် master ယူလို့ရတယ်ကျွန်တော်တို့ computer science ယူရတာဖြစ်တယ်ဆိုတော့ဒီဗီဒီယိုရဲ့ထူးခြားချက်ကကျွန်တော်ကိုယ်တိုင်တက်ခဲ့ဘူးလားပြောလို့ကြောင်းမလို့ဒါ
တက်ရတဲ့ student lifestyle နဲ့ပတ်သက်ပြီးတော့ရော experience နဲ့ပတ်သက်ပြီးတော့ရောအများကြီးပို့ပြီးတော့ရှင်းပြပေးနိုင်တယ်ဆိုတော့တကယ်ပဲကျွန်တော်အချိန်ပေးလိုက်ရတဲ့ခါမှာပေးရတန်ရလာပေါ့လေဆိုတော့အဲ့ဒီမျိုးတန်ရလာဆိုတဲ့မိကုံးဖြေဖို့အတွက်ဆိုရင်အဓိကကတော့ဒီတိုင်းပဲဖြေလိုက်တယ်ဆိုတာသူ့ရဲ့သူကဘာရေး offer ပေးထားလဲဆိုတာကျွန်တော်ပြန်ကြည့်ဖို့လိုတယ်ဆိုတော့သူကတော့ဒါ၄နှစ်စာ cost plan ကိုသေချာရှိတဲ့အပြင်ကျွန်တော်တက်ရတဲ့ဟာမျိုးမှဆိုရင် general education cost major cost နဲ့ elective cost ဆိုတော့အစရှိတဲ့ဖြစ်၃ခုလုံးကိုဒီ cost ပြည့်မီအောင်တက်ရတယ်ပေါ့လေ credit ပြည့်မီအောင်တက်ရတယ်ဆိုတော့နောက်ထပ်တစ်ချက်ကကြတော့ကျွန်တော် transfer လုပ်လို့ရတဲ့မှုပေါ့ဆိုတော့ကိုက bachelor တက်နေရင်ပဲပြတခြားအကြောင်းကို bachelor နဲ့ပဲ transfer လုပ်ချင်တယ်မဟုတ်ကိုကbachelor ပြီးသွားလို့ master ကိုတခြားနိုင်ငံမှာတက်ချင်တယ်ဆိုရင်အဆင်ပြေလားဒါကတော့ကျွန်တော်ဒုတိယအမေခံရဆုံးမိကုန်းပေါ့လေဆိုတော့တကယ်တမ်းဆိုရင်ဒါကဂျင်းတော့ပြဿနာမရှိဘူးဆိုတော့အခုလို transfer အကြောင်းပြောပြီးဆိုရင်အဓိကအရေးကြီးတဲ့စက်ကောင်ကကျတော့တစ်ဖက် university ဆိုတော့တစ်ဖက် university ကလက်ခံမယ်ဆိုရင်ဒါတေချာပေါက်ကိုရဲ့ဒီ credit လက်ထဲမှာကိုင်တဲ့ credit ကတခြား university ကိုပြောင်းလို့ရတယ်ဆိုတော့အဲ့ဒီအချိန်မှာသူက online university ဖြစ်တဲ့ကြောင့်မလို့ဒီကဘာပေါ်ရှိတဲ့ကျောင်းစီတိုင်းကတော့ university တိုင်းကတော့လက်မခံမိမဲ့တော်တော်များများ university ကလက်ခံပြီးစဉ်းစားပြီးတော့တွေ့ရတယ်ဥပမာဆိုရင်တော်တော်US မှာဆိုရင်လည်းသူရဲ့ stadium မှာရှိတဲ့ကျောင်းတွေအပြင်ဒီ nationwide ပေါ့လေဆိုတော့အဲ့လိုမျိုးလည်းလက်ခံတယ်ပြီးရင်အာရှမှာရှိရဲ့ဒီကျွန်တော်တို့မြန်မာကျောင်းသားတွေတော်တော်များများစိတ်ဝင်စားတဲ့တက္ကသိုလ်တွေကလည်းလက်ခံတဲ့အပြင်ယူရိုမှာလည်းသူအတိုင်းအတာတစ်ခုနဲ့သူလက်ခံနေကြတာတွေ့ရတယ်ဆိုတော့ကိုကဒီအဲ့လိုမျိုး credibility အကြောင်းရဲ့transfer limit ကိုစိတ်တူလို့တက်ရမယ်မတက်ရဘူးစဉ်းစားနေရဆိုရင်ကျွန်တော်ကတော့တက်ချလိုက်ဖို့အချမ်းပေးရဲ့ဆိုတော့ကကျတော့အဓိကပထမဆုံးတစ်ချက်ကတော့ education ပေါ့လေသူပေးရဲ့ education ကလည်း online ဆိုပေမဲ့စုပ်ပဲ့နေရမျိုးတော့မရှိဘူးသူကလည်းသူတော်တော်လေးcompetitive ဖြစ်လုပ်ရတယ်ဆိုတော့အရင်တော့ပေါ့ဒီဘက်ခေတ်မှာတော့ EI ရှိတော့ကျောင်းသားတွေကလည်း EI ကိုညီယူပြီးသုံးနေရတွေ့ရတယ်ဒါပေမဲ့လည်းဒီသူ့ရဲ့ပြီးထားတဲ့ learning resource တွေ course book တွေ course plan တွေအားဟာတွေတော်တော်များ solid ဖြစ်တယ်ပြီးရင်ဒီကျောင်းရဲ့ unique ဖြစ်တဲ့တစ်ချက်ကကျတော့သူကcourse ခုမှာ9ဘက်ပဲပါဆိုတော့ week 9ခုပါတယ် final exam တစ်ခါပြရတယ်အဲ့လို graded quiz ဆိုတဲ့ midterm ပုံစံမျိုးတစ်ခါနှစ်ခါအစရှိသဖြင့်ဖြေရတယ်discussion နဲ့ written assignment တွေပြီးတော့သူအမှတ်တွေခွဲရပြီးတော့ဆိုတော့အဲ့ဒီမှာကိုကအမှတ်သွားရှာအောင်မှာဖြစ်တယ်ဆိုတော့နောက်ထပ်တစ်ခုကတော့ scholarship ဆိုတော့မြန်မာကျောင်းသားတော်များပြီးရဆိုရင်သူလာသမျှလူတိုင်းတော့scholarship ရိုက်ထုတ်ပြီးနေရတော့မဟုတ်ဆိုတော့ကျွန်တော်ဒီမှာရှောက်ဖို့ဆိုရင်ကိုကဒီ university website ရဲ့financial aid တွေကိုတွားကြည့်လို့ရတယ်အဲ့ရနေစင်ဝင်ရှောက်ပေါ့ဆိုတော့ရှောက်မယ်ဆိုရင်ကျွန်တော်ပထမဆုံး cost 10 cost ဟာဒေါ်လာ1200ဘူးနဲ့ညီရဲ့ amount တစ်ခုကျွန်တော်ပြီးရယ်ဆိုတော့ကျွန်တော်ပထမ10 cost တက်တယ်10 cost ပေါ့လေဆိုတော့တက်ပြီးတော့ကျွန်တော် GP ကောင်းမယ်ဆိုရင်သူကနောက်နှစ်တွေကိုလည်းဆက်ပြီးမှဖြစ်တယ်ဆိုတော့ကျွန်တော်တီးတလောက်အဲ့ဒီအချိန်တွေကနေစပြီးတော့ပေါ့လေ senior တွေမိကြီးอ่ะသူတို့ကလည်းဒီ 10 cost ပြီးဆက်မပေးရမျိုးအဲ့လိုမျိုးမရက်ချပစ်လိုက်ဆိုတော့တော်တော်KV ကGP အဲ့လိုတပုံပုံတိုင်းတိုင်းကြာနေရမဟုတ်ပဲねအထိုက်လျောက်ကျူးစားရဲဆိုရင်ဒါနောက်နှစ်တွေဆက်ပြီးသွားတာမျိုးရှိတယ်ဆိုတော့ဒီဗီဒီယိုလေးကဒီ bachelor master degree seeking လုပ်နေတဲ့ student တွေကိုယူရဖြစ်တယ်ဆိုတော့ငယ်ချင်းတွေထဲမှာလည်းအဲ့လိုမျိုးကျောင်းသားတွေရှိတယ်ဆိုရင်ကိုယ့်ရဲ့မောင်နှမတွေထဲမှာလည်းအဲ့လိုမျိုးဘွဲအတွက်ပူပန်နေရတဲ့လူတွေရှိတယ်ဆိုရင်ကျွန်တော်ကတော့ဒီဟာကိုကျွန်တော် recommend ပေးလို့ရတယ်ဆိုတော့အဓိကအဖြစ်အချိန်သက်သာတယ်ဆိုတော့နောက်တစ်ချက်ကကျတော့တွားလာရဈေးသက်သာတယ်ဆိုတော့အပြင်မှာကျောင်းတော့တက်မယ်ဆိုတော့ဒီ class အတွက်အချိန်ပေးရပြီး transportation နဲ့နောက်ပြီးတော့သူရဲ့ class related activities တွေလုပ်ဖို့extra cost တွေရှိရယ်ပြီးတော့ကိုကrental cost တွေရှိရယ်အစရှိတဲ့ဖြစ်ဆိုတော့ဈေးတွေအများကြီးတော့ကြောင့်မလို့ဒါဈေးအဓိကကတော့တော်တော်များစိတ်ဝင်စားကြတော့ဈေးကသက်သာရယ်ပြီးတော့ဒီပညာ education တခု quality တခုရှိရယ်စာရေးဖြစ်တဲ့ကြောင်များပါတယ်ဆိုတော့
ဒီကြောင်းဒီစိတ်ပြောပြပြီးမလို့ဒီချက်ပိုသိချင်တယ်ဆိုရင်တော့ဒီ University of the People ရဲ့ official website ထဲမှာတော့ကြည့်လို့ရပါတယ်ဆိုတော့နောက် video မှာပြန်တွေ့ပါမယ်